plasma ပန်ကနေထွက်တဲ့ဒီလက်စီးလေးတွေဟာအရေပြားလွှာပေါ့နော်ဘယ်လွှာဒီထိုးပေါက်ဝင်ရောက်နိုင်မှုရှိလဲဆိုတာကိုအားလုံးကလည်းသိချင်နေကြမယ်လို့ထင်ပါတယ်အဲ့ဒါကြောင့်အခုဗီဒီယိုလေးထဲမှာကျွန်တော်ပြပြပေးတော့ပါမယ်plasma ပန်ကနေထွက်တဲ့ဒီလက်စီးလေးတွေဟာအရေပြားလွှာမှာဆိုလို့ရှိရင်တော့အပေါ်ဆုံးလွှာဖြစ်တဲ့ epidermis ဆိုတဲ့အလွှာအထိပဲထိုးပေါက်ဝင်ရောက်နိုင်စွမ်းရှိပါတယ်အရေပြားအတွင်းပိုင်းပေါ့နော်အနက်ကြီးထိထိုးပေါက်ဝင်ရောက်နိုင်စွမ်းလုံးဝမရှိပါဘူးအဲ့ဒါကြောင့်အန်ဒီလုံးဝမရှိသလိုစိတ်ပူစရာလည်းလုံးဝမရှိပါဘူးခင်ဗျဒါပေမဲ့ဒီစက်ပိုင်းဆိုင်ရာနည်းပညာတွေပြီးတော့ဒီအရေပြားပိုင်းဆိုင်ရာပညာရက်တွေနဲ့ဒီလှုပ်ထုံးလုပ်နည်းတွေပေါ့နော်ဒီ plasma ပိုင်းဆိုင်ရာဒီလှုပ်ထုံးလုပ်နည်းပညာရက်တွေကိုတော့ကနာပေါ့နော်တိကျသိရှိနားလည်ဖို့တော့လိုပါမယ်ခင်ဗျဒီပညာရက်တွေကိုအမှန်တကယ်သိရှိနားလည်ပြီးတော့ဒီ set ကိုလည်းနားလည်မယ်ပြီးတော့ဒီ set ကိုစနစ်တကျအသုံးပြုမယ်ဆိုရင်တော့ဒီ video ဆိုကျိုးတွေပြီးတော့ဒီအန်ဒီရယ်တွေလုံးဝမရှိပါဘူးအဲ့ဒါကြောင့်စိတ်ပူစရာလုံးဝမရှိပါဘူးအဲ့လိုမှမဟုတ်ဘူးဆိုရင်တော့မလိုလားအပ်တဲ့ဒီပြဿနာလေးတွေ error လေးဖြစ်တတ်ပါတယ်အဲ့ဒါကြောင့်အခုဒီ plasma ပန်ကိုအသုံးပြုပြီးတော့ဝန်ဆောင်မှုပေးမယ်ဒီပညာရှင်တွေအနေနဲ့လည်းဒီ set အကြောင်းတွေဒီအရေးပြားအကြောင်းတွေပြီးတော့ဒီနည်းပညာအကြောင်းတွေကိုစနစ်တကျသိရှိနားလည်ဖို့လိုပါတယ်နောက်တစ်ခုကျတော့ဒီ customer တွေအနေနဲ့လည်းကိုကစားပြရယူမဲ့ဆရာကဒီပညာရက်တွေကိုတကယ်ကျွမ်းကျင်လုပ်နိုင်တဲ့ဒီဟုတ်မဟုတ်ကိုလည်းကိုယ်တိုင်ကလေ့လာပြီးတော့မှဝန်ဆောင်မှုရယူရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်အဓိကအနေနဲ့ပြောရမယ်ဆိုရင်တော့ဒီစက်ပိုင်းဆိုင်ရာနည်းပညာတွေဒီပညာရက်တွေကိုသိရှိနားလည်ပြီးတော့စနစ်တကျအသုံးပြုမယ်ဆိုရင်တော့ဒီ plasma bank ဟာလုံးဝအန်ဒီမရှိပါဘူးဘီတိုဆိုဂျိုလုံးဝမရှိပါဘူးသူကအရေးပြားပိုင်းအပေါ်ရန်လွှာမှာပဲအလုပ်လုပ်တာဖြစ်ပါတယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ဒီလိုလားအပ်တဲ့အန်ဒီလေးတွေဖြစ်တတ်ပါတယ်အဲ့ဒါကြောင့်တေချာလေ့လာဖို့လိုအပ်ပါတယ်တေချာသိရှိနားလည်ဖို့လိုအပ်ပါတယ်အဲ့ဒီအနေနဲ့လည်းကိုကဝန်ဆောင်မှုရယူတော့မယ်ဆိုရင်ဆရာတွေကိုတေချာလေ့လာဖို့လိုအပ်ပါတယ်ဟုတ်ကဲ့ပါအခုလို့ဆိုရင်တော့ဒီဆက်ပစ္စည်းရပါတော့အန်ဒီရှိမရှိစိုးရိမ်စရာရှိမရှိဆိုတော့အားလုံးကသိကြမယ်လို့ထင်ပါတယ်အဆုံးထိကြည့်ရှုပေးခဲ့ကြတယ်ကျွန်တော်ရဲ့ဒီမိတ်ဆွေတွေ customer တွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျအားလုံးပဲ